မင်္ဂလာပါပရိသတ်များရှင်ကျမတို့ရဲ့ channel ကနေပြီးတော့ပရိသတ်များကိုပြန်လည်လို့ကြိုဆိုလိုက်ပါရရှင်စိတ်ဝင်စားဖွယ်ရာသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ channel ကနေပြီးတော့ဒီနေ့မှလည်းဘယ်လိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့သတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမလဲဆိုတာပရိသတ်များကဒီဇိုင်းရဲ့ဗီဒီယိုအစကနေအဆုံးထိလိုက်ပါနားဆင်ပေးဖို့အတွက်ဖိတ်ခေါ်လိုက်ပါရစေဒီနေ့လေးမှာတော့ကျမတို့ပထမဆုံးအနေနဲ့ဒါလို့ရဲ့အရေးအချင်းကိုဝေဖန်နေတဲ့သူတွေကိုပြပြတသားတုံ့ပြန်လိုက်တဲ့ Ibra ရဲ့အကြောင်းအရာနဲ့စတင်ပါမယ်ဒီကိုဒါလို့ဟာချန်ပီယံလိအဆင့်နဲ့မတန်ဘူး Carles Kilia Luis Diaz, Vinicius နဲ့ Lamine Yamal တို့လိုကစားသမားတွေကိုရင်ဆိုင်ရရင်သူရုန်းကန်ရလိမ့်မယ်လို့ပရိသတ်တချို့ပြောနေအောင်ကျွန်တော်တွေ့ပါတယ်။ဒီလိုမှတ်ချက်တွေကိုဖတ်မိတဲ့အခါမှာကျွန်တော်ရည်ပဲရည်ကြည်မိပြီးတော့ခေါင်းခါမိတယ်။ဘာလို့လဲဆိုတော့ဒါလောက Premier League မှာ Rafinha တို့ Luis Diaz တို့လိုကစားသမားတွေကိုရင်ဆိုင်ခဲ့ဘူးတယ်ဆိုတာကိုသူတို့မေ့နေကြလို့ထင်ပါတယ်။ဒါအပြင်ကိုနိုင်ငံတကာပွဲစဉ်တွေမှာလည်းသူဟာထိပ်တန်းတောင်ပန်ကစားသမားတွေကိုရင်ဆိုင်ခဲ့ပြီးသားပါ။ဒါလို့ရဲ့အဓိကပြဿနာခံစစ်ပိုင်းမဟုတ်ပါဘူး။သူရဲ့အကြီးမားဆုံးအားနည်းချက်ကတိုက်စစ်စုံနဲ့ရောက်တဲ့အခါမှာဆုံးဖြတ်ချက်ချတာအားနေတာဖြစ်ပါတယ်။ခံစစ်ပိုင်းနဲ့ပတ်သက်လာရင်တော့သူဟာတော်တော်လေးကိုစိတ်ချရတဲ့သူဖြစ်တယ်။သူ့ကိုကြော်ပြတ်ဖို့ဘလောက်ခက်ခဲလဲဆိုတာဒိုကူကိုသာသွားမေးကြည့်လိုက်ပါ။များသောအားဖြင့်ကတော့ပြိုင်ဘက်တွေကသူရဲ့ area အနီးမှာလူဝင်အားအသာစီးနဲ့ဝိုင်းပတ်တိုက်စစ်စင်တဲ့အခါမှသာသူအခက်တွေ့လိမ့်ရှိတာပါဘာလို့လဲဆိုတော့သူကမိမိရဲ့ခန်းစစ်စုံကိုပဲအသေးကာကွယ်ပြီးတော့တောင်ပန်ကစားသမားတွေကိုသူတို့ရဲ့အားမတန်တဲ့ခြေထောက်ဘက်စီရောက်သွားအောင်လို့ပိတ်ဆို့ကစားရတာကိုတော့သဘောကျလို့ဖြစ်ပါတယ်ဆိုပြီးတော့ဖြေရှင်းထားပါတယ်တက်မှန်ပြီးတော့အသင်းရဲ့ကစားကွက်ကိုပြောင်းလဲဖို့အတွက်မိုင်နူးရဲ့အခန်းကဏ္ဍကိုပြောင်းလဲသွားမယ်ကာရီဆိုရဲ့အကြောင်းအရာကိုလည်းပြပေးသွားချင်ပါတယ်United တင်ရဲ့နီးပြဖြစ်သူ Michael Carrick ဟာဆိုရင်တော့သူ့အသင်းကိုအစားအဆုံးတာဝန်ယူကင်တွယ်ရမယ်ပထမဆုံးရာသီအပြည့်မှာUnited ရဲ့ပွဲစဉ်တွေကိုပို့ပြီးတော့စိုးမိုးချုပ်ကင်နိုင်တဲ့ကစားကွက်ပုံစံမျိုးဖြစ်လာအောင်လို့အကောင့်ထဲပေါ်တိစောက်သွားခြင်းနေတာတွေ့ရပါတယ်။အဲ့ဒီအစီအစဉ်ရဲ့အစိပ်ပိုင်းတစ်ခုအနေနဲ့လူငယ်ကျယ်ဝင့်ကွင်းလယ်လူဖြစ်တဲ့မိုင်နူးရဲ့ကွင်းလယ်အခန်းကဏ္ဍကိုအနေငယ်ပြုပြင်ပြောင်းလဲသွားဖို့ရှိနေပါတယ်။မိုင်နူးကဆိုရင်တော့ကာရီစီရဲ့လက်အောက်မှာထိုင်စစ်ပိုင်းဆိုင်ရာတာဝန်ယူမှုတွေကိုပို့ပြီးတော့ပခုံးထမ်းလာရသလိုတစ်ဖက်မှာဆိုလို့ရှိရင်လည်းအသင်းရဲ့တိုက်စစ်မှုတွေအတွက်ပါအဓိကအရေးပါတဲ့မောင်းနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။အခုခါမှာတော့နီးပြကာရီစ်ကမိုင်နူးကိုပို့ပြီးတော့စုံလင်ပြီးဗတ်စုံတော်တဲ့ကွင်းနယ်လူတယောက်ဖြစ်လာစေဖို့အတွက်ပြိုင်ဘက်နောက်ခံလူတွေရဲ့နောက်ွယ်ကလွတ်နေတဲ့နေရာလွတ်တွေစီအထိပါအခွင့်အရေးရှာပြီးတော့ထိုးပေါက်တိုက်စစ်စင်နိုင်အောင်လို့ကစားကွက်ပိုင်းဆိုင်ရာကိုတိုးမြင့်တောင်းဝင်ပေးသွားဖို့အတွက်လူလားနေရာကိုလည်းတွေ့ရပါတယ်ရှင်။ဆက်လက်ပြီးတော့ကတော့တနစ်တောင်မပြေသေးခင်မှာပဲဈေးကွက်တန်မိုးနှစ်ဆတိခုန်တက်သွားပြီဖြစ်တဲ့ဒူကူရဲ့အကြောင်းအရာကိုပြပြပေးသွားရင်းနဲ့ရှေ့ဆက်ပါမယ်။ United တင်ကINEOS လက်အောက်မှာအပြောင်းအရွှေ့တွေလှုပ်ဆောင်မှုတွေကတိတိတသားတိုးတက်ကောင်းမွန်လာပြီးတော့အဲ့ဒီအချက်ရဲ့အကောင်းဆုံးသက်သေကဒိမတ်လူငယ်ကျေပွင့်ဖြစ်တဲ့ Patrick Doku ပဲဖြစ်ပါတယ်။အပြောင်းအရွှေ့တာဝန်ခံဖြစ်တဲ့ Christopher Vive ရဲ့အဓိကတွန်းအားပေးမှုကြောင့် United က Doku ကိုပေါင်25တန်းတဲနဲ့ခေါ်ယူနိုင်ခဲ့တာပါ။အခုလက်ရှိ22နှစ်အရွယ်သားရှိသေးတဲ့ Doku ဟာ Old Trafford မှာခြေစွမ်းတွေပြနေတယ်လို့အသင်းအတွက်ဘယ်နောက်ခံလူရောဘယ်တောင်မန်နေရာမှာပါကစားနိုင်တဲ့ဆွဲဆောင်ရတဲ့ဆွဲဆောင်ရည်ကြောင့်လက်ရှိအချိန်မှာသူ့ရဲ့ဈေးကွက်တန်မိုးဟာပေါင်44တန်းဝန်းကျင်အထိနှစ်ဆနီးပါးအောင်မြင့်တက်သွားခဲ့ပြီဖြစ်ပါတယ်။တပတ်လောက်ကလာစာကပေါင်4000သာရရှိနေပြီးတော့2030ဒီစာချုပ်သက်တမ်းရှိတဲ့ဒိုကူဟာ United အတွက်အတော်လေးကိုမှတွက်ချေကြိုက်တဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်လာခဲ့ပါတယ်။ Patrick Doku ကတော့လက်တလုံးမှာပြသနေတဲ့ဆွဲဆောင်ရည်တွေသင်ကိုတွေကြောင့် Gareth Bale လက်သေးလို့တောင်မှတင်စားခံနေရပြီးလည်းဖြစ်ပါတယ်။ Bale ကတော့ Spa နဲ့ Real တို့မှာကစားသမားဘဝရဲ့ Prime Time ကိုဖျက်ချော်ခဲ့ပြီးအောင်မြင်ကျော်ကြားခဲ့တဲ့သူပါ။ဒိုကူလည်းဘေးလိုပဲညံနှုံးမြင့်ပြေးမှုတွေအဝေးကန်ချက်တွေနဲ့ပြိုင်ဘက်ကိုဒုက္ခပေးနေခဲ့တာပါပြီးခဲ့တဲ့ယူကရိန်းနဲ့ပွဲစဉ်မှာလည်းဒိုကူကအဝေးကြီးကနေပြီးတော့ Rocky ကန်ချက်နဲ့အလန်းစားသွင်းကိုတကူသွင်းယူသွားခဲ့တာအားလုံးမှတ်မိမှန်တင်ပါတယ်ဒီပြောင်းရွှေ့အောင်မြင်မှုကြောင့်ပဲခေါ်ယူပေးခဲ့တဲ့ Vive ရဲ့နာမည်ကုန်သတင်းဟာဆိုရင်ကလပ်တွင်းမှာပို့ပြီးတော့လည်းခိုင်မာလာနေပြီးတော့ဒိုကူရဲ့အပြောင်းရွှေ့ရလည်းအကောင်းဆုံးအပြောင်းရွှေ့တစ်ခုအနေနဲ့သတ်မှတ်ခြင်းခံနေရပါတယ်ရှင်တကယ်ပဲဒီအချက်ကဒိုကူနဲ့ထိုက်တန်ရလားဒါမှမဟုတ် Vive ရပဲပို့ပြီးတော့တော်နေရလားဆိုတာကတော့ပရိသတ်တို့အနေနဲ့အမြင်လေးကိုလည်းအောက်က comment လေးမှာဖြည့်ခဲ့ပြီးလို့ရပါတယ်နောက်တစ်ပုဒ်ကတော့ Real နဲ့ PSG တို့ကစိတ်ဝင်စားနေပေမဲ့ United ကိုပဲပြောင်းကျင်နေတဲ့ Fnatic ရဲ့အကြောင်းအရာကိုလည်းဆက်လက်ပြီးပြပြပေးသွားကြပါမယ် United တင်တဲ့ West Ham အသင်းတို့ဟာဆိုရင်ကွင်းလယ်လူဖြစ်တဲ့ Matthias Fnatic ရဲ့အပြောင်းအရွှေ့အတွက်ကလပ်အသင်းအချင်းချင်းမှာတရားဝင်ဆွေးနွေးမှုတွေစတင်ပြုလုပ်နေပြီဖြစ်ပါတယ်ဒါပေမဲ့လည်း West Ham အသင်းရဲ့ပူးတွဲဥက္ကဋ္ဌဖြစ်သူ Sullivan တယောက်အသင်းကနေထွက်ခွာသွားပြီးနောက်ပိုင်း West Ham အသင်းအတွင်းမှာဆိုရင်လည်းမငြိမ်မသက်မှုတွေဖြစ်ပေါ်နေရကြောင်းဒါကဖြစ်လာနိုင်ခြေရှိတဲ့အပြောင်းရွှေ့လုပ်ငန်းစဉ်တွေကိုကြံ့ကြာမှုတွေဖြစ်စေနိုင်တယ်လို့သိရပါတယ်။ Romano ကတော့ Matthias Fnatic ကိုခေါ်ယူဖို့ကလပ်အသင်းတော်တော်များများကစိတ်ဝင်စားနေကြပြီးတော့ La Liga ထိပ်သီး Real လည်းပါဝင်နေတယ်လို့သတင်းတွေထွက်နေပါတယ်။ United တင်က Matthias Fnatic ရဲ့အေဂျင့်တွေကိုတိုက်ရိုက်စကားပြောခဲ့ပြီးတော့48နာရီအတွင်းမှာအေဂျင့်တွေစီဆက်သွယ်ခဲ့ပါတယ်။ West Ham ကတော့သူတို့ကစားသမားအတွက်ပေါင်85တန်းအထိ
လိုချင်နေရလို့အချက်လက်တွေရသိရပါတယ်။မာတီရဲ့ဖာနယ်တက်ကိုယ်တိုင်ကလည်းဝက်ဆန်ကနေထွက်ခွာဖို့ကတေချာနေပြီးသူကလီချန်ပီယံရှစ်မှာကစားရမယ့်အစဉ်တန်းမျိုးမဟုတ်ပါဘူး။ United တင်းကလည်းမာတီရဲ့ဖာနယ်တက်ကိုခေါ်ယူသွားဖို့အတွက်အရန်ကိုမှစိတ်ဝင်စားနေတယ်လို့အီရာဆန်ပြီးရင်တော့နောက်ထပ်ဖြစ်လာနိုင်တဲ့အပြောင်းအရွှေ့ကမာတီရဲ့ဖာနယ်တက်ပါပဲ။ရိုမန်နိုကတော့သူ့ရဲ့ YouTube Channel မှာအခိုင်အမာကိုပြောကြားလာတာကိုတွေ့ရပါတယ်။အခုလက်ရှိအချိန်မှာတော့ဒီအသက်နဲ့17နှစ်အရွယ်ကွင်းလယ်လူတယောက်ကိုခေါ်ယူသွားဖို့Real Madrid နဲ့ PSG တို့လိုဥရောပထိပ်သီးကလပ်တွေကပါစိတ်ဝင်စားနေကြတယ်လို့သတင်းတွေထွက်နေပေမဲ့လည်းမာတီရဲ့ Final တက်ရဲ့အဓိကဦးစားပေးကတော့ Old Trafford စီကိုပြောင်းရွှေ့ဖို့ဖြစ်ပါတယ်ရှင်။ဒီနေ့နောက်ဆုံးအနေနဲ့ Tottenham Hotspur အသင်းရဲ့အာဂျင်တီးနားနောက်ခံလူဖြစ်တဲ့ Christian Romero ကို United ကစိတ်ဝင်စားနေရဆိုတဲ့သတင်းကကောလာဟာလာသတင်းတောင်ဖြစ်နေရဆိုတဲ့အကြောင်းအရာကိုပြောပြရင်နှုတ်ဆက်ပါမယ်။ယုံကြည်စိတ်ချရတဲ့အာဂျင်တီးနားသတင်းတောင်ဖြစ်တဲ့ Gaston ရဲ့စောပိုင်းဖော်ပြချက်တွေမှာ United ဟာဆိုရင် Christian Romero ကိုခေါ်ယူခြင်းနေရလို့ဖော်ပြထားပါတယ်။ဒါပေမဲ့ကလပ်အသင်းရဲ့အတွင်းလူတွေကတော့ United အနေနဲ့ဒီ Spa နောက်ကန်လူကိုခေါ်ယူဖို့အတွက်ကလုံးဝစိတ်ဝင်စားမှုမရှိဘူးဆိုတာကိုပြန်လည်ဖြေရှင်းအတည်ပြုပေးခဲ့ပါတယ်။လက်ရှိမှာ United စရင်မှာကတော့ Lisandro Martinez, Dilis, Liniero, Heaven တို့လိုမျိုးဘဝနောက်ခံလူတွေအလုံးလောက်ရှိနေရကြောင်းမို့လို့ဒီနေရာဟာအသင်းအတွက်အရေးတကြီးဖြစ်တင်ရမယ့်ဦးစားပေးနေရမဟုတ်ကြောင်းကိုလည်းနားလည်ထားပါတယ်။ဒါကြောင့်မလို့ United အနေနဲ့ကွင်းလယ်ပိုင်းနဲ့တခြားလိုအပ်တဲ့နေရာတွေကိုသာပို့ပြီးတော့အာရုံစိုက်အားပြုသွားဖို့အတွက်ရှိနေရဖြစ်ပါတယ်ရှင်။ โอเคပါဒီနေ့ရဲ့သတင်းကြောင်းရတင်ဆက်မှုကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။နောက်ဆက်ပြီးခဲ့တဲ့အတွက်ပရိသတ်တအုပ်တအောင်ကျေးဇူးတိုင်းကိုလည်းအထူးပင်ကျေးဇူးတင်ပါတယ်ရှင်။ဒီဇိုင်းပရိသတ်များအားလုံးထုံးစံတိုင်းပဲနေထွက်မှာရွှေခွက်နဲ့ငွေတွေအပြည့်အမောက်ခက်ယူနိုင်ကြပါစေလို့ဆုတောင်းရင်းနဲ့နှုတ်ဆက်လိုက်ရပါတယ်။